Hello အားလုံးမင်္ဂလာပါဆွေလေးရိုးရချီတဲ့နဲ့လွယ်လုပ်ငန်းမှာပြန်လည်ကြိုဆိုပါတယ်အာကျွန်တော်မိတ်ဆွေများကိုဒီနေ့မျှဝေခြင်းတဲ့အကြောင်းအရာကကျွန်တော်တို့တာသမီယတနာတွေကိုဘယ်လိုရလာလဲဆိုတဲ့အကြောင်းအရာတွေကနံပါတ်4အပိုင်းစုံစအပိုင်းကိုမျှဝေချင်တာပေါ့နော်အဲ့မှာနံပါတ်3အထိပြောထားတဲ့အတိုင်းပဲကျွန်တော်တို့က3နှစ်ခွဲလောက်အထိကလေးမရခဲ့ဘူးပေါ့နော်ကျွန်တော်ထင်တာအဲတုန်းက3နှစ်ဝန်းကျင်လောက်အချိန်ရောက်အိမ်ထောင်ပြုတ်ပြီး3နှစ်ဝန်းကျင်လောက်အချိန်ရောက်တော့ကလေးမရတော့အဲ့ဒီအချိန်မှာခစ်စားနေပြီဖန်ပြုံတတိတာခစ်စားနေပြီတို့ရုပ်ရှင်မင်းသားနေမင်းလူမင်းလို့ဖန်ပြုံတတိတာမြန်မာနိုင်ငံမှာစအောင်တဲ့အချိန်ပေါ့နော်အဲ့တော့အဲ့တုန်းကတင်း80 80တော့ကုန်မယ်ဆိုပြီးတော့မှတရင်ရတော့ကိုတွေကလည်းအလုပ်လုပ်ရင်းနဲ့တာသမီရနာရကျင်တော့စားမယ်ပေါ့နော်ဒါကတော့ကိုကတော့ရကျင်တော့ဖန်ပြုံတတိတာလည်းယူမယ်ပေါ့ဆိုတော့အလုပ်အချိန်ဖြစ်နေတဲ့အချိန်ကျတော့ကျွန်တော်တို့ဘ ਹੁ စီရန်ကုန်ဘ ਹੁ စီစီခန်းမှာအဲ့ဒီမှာဒီနာမည်ကြီးဆရာတယောက်နဲ့တပြတဲ့အချိန်ရောက်တော့ဘလို့သူ့ရဲ့ကျွန်တော်တို့ရဲ့ကံအကျိုးပေးနေသူနဲ့အဲ့ဒီဆရာဝန်နဲ့စေမပြေဘူးပေါ့နော်ဘလို့ပြောမထိုက်တန်ဘူးဆိုလားခေါ်မလားအမျိုးပေါ့အဲ့လိုဖြစ်တဲ့အချိန်ကျတော့ဒီရှေ့ကလူတွေ2ယောက်3ယောက်လောက်အောင်ပါပြီဘယ်လိုတည်းကကျွန်တော်နဲ့ကျွန်တော်အမျိုးသမီးနဲ့အဲ့ဒီမှာသူ့ရဲ့စီခန်းကိုပြဖို့အဲ့ရှေ့သူ့စီခန်းရှေ့မှာထိုင်ဆောင်နေတဲ့အချိန်မှာဒီရှေ့ကတယောက်ကကျွန်တော်အမျိုးသမီးရဲ့တငယ်ချင်းကလိုက်ကူတဲ့ချိန်ကျတော့အဲ့ရှေ့မှာထိုင်ဆောင်ရင်းနဲ့ဒီသူ့စီခန်းနေထွက်လာတဲ့လင်မယား2ယောက်ကအဲ့ကျွန်တော်အမျိုးသမီးရဲ့တငယ်ချင်းနဲ့မိတ်ဆွေဖြစ်နေတော့ဘယ်သူလာပြရတော့ဘာညာပေါ့အဲ့လိုစကားပြောချင်ကြတော့သူတို့ကဒီဆရာဝန်နဲ့ပြတာဖမ်းမျိုးတည်းလာလောက်တာတရုတ်လူမျိုးပဲလာလောက်တဲ့အချိန်ကျတော့ဒီအဆင်ပြေတဲ့အောင်းတယ်အဲ့ဒီမှာ3လလား8လလားမသိဘူးကိုဝန်ဆောင်တဲ့အချိန်ပေါ့နော်9လလားမသိဘူးပြကျွန်တော်တိတ်မမှတ်မိတော့အဲ့အချိန်မှာကလေးကနှလုံးမခုန်တော့တဲ့အတွက်တအိမ်ကိုပြန်ချစ်ထုတ်ရတယ်ဆိုတဲ့အကြောင်းပြောနေတာတအိမ်ချစ်ထုတ်ပြီးတော့ဒုတိယအချိန်ပြန်လာကြိုးစားတာပေါ့နော်အဲ့ဒီတင်ကြတော့ကိုကလည်းကြောက်သွားတာမဖြစ်ဘူးပေါ့ငါတို့ကငွေကြီးအခက်ခဲရှိရလေကျွန်တော်တို့ကအဲ့လောက်ကြီးမချမ်းသာဘူးရှင်ပြောရင်တင်း90 80အဲ့ဒီခက်ခါတုန်းက90 80ကုန်သွားပြီကျွန်တော်ထပ်လို့မရှိတော့အဲ့တော့ကျွန်တော်လည်းကျွန်တော်မျိုးသမီးကဆရာဝန်နဲ့တိုင်ပင်လိုက်တာဆရာဝန်နဲ့မဟုတ်ကျွန်တော်မျိုးသမီးကျွန်တော်လည်းတိုင်ပင်လိုက်တော့မိမလို့မဖြစ်ဘူးတဲ့နေလို့နေမအောင်လည်းနဲ့တိမ်ချင်းမလွယ်ဘူးလို့ငါလည်းအဲ့လိုမရှာနိုင်ဘူးကွာလို့ဘယ်လိုမဟုတ်ဆိုမိမလည်းအဲ့လိုပြန်ချစ်ထုတ်ရတော့သူကလည်းကြောက်သွားဆိုလည်းကန်တိုင်းပဲမလုပ်တော့ဘူးဆိုပြီးတော့မှကျွန်တော်တို့အရန်ကောနေအဲ့ဆရာဝန်နဲ့ပြပြီးတော့မှတဲ့ဖမ်းပြုံတည်းမလုပ်ဖြစ်ဘူးမလုပ်ဖြစ်ပဲနဲ့ကျွန်တော်တို့ပြန်လာလိုက်တာအဲ့အကြောင်းပေါ့နော်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ဗျနောက်ပြင်စမပိုင်းနံပါတ်5အပိုင်းကိုနောက်တစ်ချိန်မှကျွန်တော်ပြန်တင်ပေးပါရစေအားလုံးကျေးဇူးတင်ပါတယ်ဗျ